ရှင်ဟုတ်အားကြတော့ညီမရဲ့အိမ်နာမည်ပေါ့နော်အိမ်မှာညီမကိုပဲခေါ်တာဒီနာမည်ပေးမဲ့ချိန်မှာဟိုတခြားနာမည်စဉ်းစားကြည့်ပေမဲ့အဲ့လိုကိုယ်နာမည်မဟုတ်တော့သူများခေါ်နေလို့ရှိရင်ကွာအဲ့လိုစိတ်ထဲမှာတမျိုးကြီးဖြစ်လို့ဆိုပြီးတော့အားနဲ့အိမ်နာမည်ဖြစ်တဲ့ကိုပဲပေးလိုက်တာပါရှင်ဟုတ်အားကြောင့်ငယ်တည်းကပေါ့နော်အဲ့လိုမျိုး DJ ဘာညာဆိုအဲ့လိုမျိုးအရန်စိတ်ဝင်စားရကွာအဲ့လိုကိုယ်တိုင်လည်းဖွင့်တတ်ချင်တယ်ဒါပေမဲ့အဲ့လိုမျိုးအသက်နည်းနည်းလေးရလာတဲ့ချိန်မှာအဲ့လို10 အန်းပြီးသွားတဲ့ချိန်မှာရောက်တော့ဟိုတင်တန်းတက်ဖို့တော့ကိုအရင်ခွင့်မပြုဘူးခွင့်ပြုတဲ့ခါကျတော့အဲ့လိုဖြည်းဖြည်းချင်းပေါ့နော်အဲ့လိုမျိုးလုံးအဲ့လိုမျိုးတော့ကိုတင်တန်းခိုးတက်ပြီးတော့မှအဲ့လိုမျိုးလှုပ်လာတာအဲ့လိုမျိုးဟုတ်အရင်ကျတော့မမေနဲ့ဖေဖေနဲ့ကဟိုဟွာပေါ့နော်ဒီအလားပြင်ဆိုင်ဖွင့်စီတင်တာပေါ့နော်ဒီ make up တွေစပင်းတွေအဲ့လိုမျိုးတင်တန်းထားပြီးရထားပြီးအချိန်မှာကဘယ်လိုဖြစ်လဲဆိုတော့အဲ့ဒီတင်တန်းကိုလည်းတွားတတ်တယ်အဲ့တင်တန်းဆင်းလို့ရှိရင် DJ တင်တန်းကိုခိုးပြီးတော့တွားတတ်တယ်အဲ့လိုမျိုးအရင်မသိအောင်လို့အခုကတော့သဘောတူသွားပါပြီဒီတင်နန်းစားတက်တဲ့အချိန်က maybe ပေါ့နော်2016လောက်ဖြစ်မယ်ထင်တယ်အဲ့လောက်ချိန်မှာစားတက်ဖြစ်တာပေါ့နော်ဘလို့ခက်ခဲကြုံရလဲဆိုတော့အဲ့လိုတင်နန်းပြပြချင်းအလုံးဝင်တဲ့အချိန်တွေမှာအဲ့လိုတချင်းလောက်ရတဲ့ဟာတွေပေါ့နည်းနည်းလေးပေါ့နော်အဲ့လိုကိုမသိရတဲ့ဟာတွေအဲ့လိုမျိုးခက်ခဲလေးကြုံရတယ်ပြီးတဲ့ခါကျတော့ဒီတင်နန်းဆရာကြီးကတော့ပြပေးပေမဲ့အဲ့လိုဘေးနာအနီးတွိုင်းမှာကိုတေချာလေးပြပေးမဲ့သူဆက်ဆက်အုံမှာတော့မရှိခဲ့ဘူးပေါ့နော်နောက်ပိုင်းမှာတော့ကိုနဲ့တိလာရဲ့ senior ကြီးအကိုကြီးအမကြီးကတော့ကိုအဲ့လိုအကြံနေပေးပြီးတော့ဖြည်းဖြည်းချင်းပြောပြတာလေးကိုလေ့လာပြီးတော့အဲ့လိုမျိုးကိုတိုင်းဘယ်လိုရမလဲစူးစမ်းခဲ့ရတာလေးပေါ့ဟုတ်ညီမက2019မှာစခဲ့တာ2019မှာဒီ DJ industry ရဲ့ကိုစဝင်ခဲ့ရပါတော့เนาะအခုဆိုလို့ရှိရင်ဟွာလောက်တော့ရှိပြီပေါ့2026ဆိုဘယ်နှစ်ရှိပါလဲ9နှစ်ပါရှင်ဟောဒီချိန်ပြပြခင်တော့ညီမဟိုမော်ဒယ်လောက်ခဲ့ပူတယ်မော်ဒယ်ကကျတော့ပြိုင်ပွဲ2ပွဲ3ပွဲလောက်ပြိုင်ဘူးတယ်ပြီးတော့ show တွေပါရှောက်ခဲ့ပူတယ်ဟုတ်ကဲ့ DJ မော်ဒယ်ပေါ့ DJ မော်ဒယ်လောက်တော့ကတော့အဲ့လိုမျိုးညီမတို့မော်ဒယ်လောက်တော့မော်ဒယ်တိတ်မများသေးဘူးမများသေးခါကျတော့ show ပွဲတွေရှောက်တယ်ကြော်ညာရိုက်တယ်အဲ့လိုမျိုးလေးပေါ့ photo model ပေါ့နော်အဲ့လိုမျိုးလေးဟုတ်ပြမယ်ဟိုကလည်းဒီ DJ တင်နန်းစားတက်ပြီဆိုတဲ့အချိန်မှာဒီ model အလုပ်ကိုညီမနားလိုက်တယ်ဆိုတာဟိုပြိုင်ပွဲတွေပါပြိုင်တဲ့အချိန်မှာနည်းနည်းလေးခက်ခဲလေးရှိရယ်ပြီးတော့နောက်တစ်ခုကကျတော့ဟိုအဲ့ချိန်မှာလူတွေကလည်းအများများလာတဲ့ခါကျတော့လေအားကြောင့်မို့ဒီ industry ကိုညီမချင်းလိုက်တာပေါ့နော်ဟုတ်အလုပ်စဝင်ခဲ့တာကတော့ဒီမြန်မာပလာဇာပေါ်လက်ကဟို eclipse ဘာပေါ့နော်အဲ့ဒီမှာအလုပ်စဝင်ခဲ့တယ်အဲ့ဒီမှာအလုပ်ဝင်ပြီးတော့မကြခင်တိတ်နည်းနည်းလေးကြာတဲ့အချိန်မှာဟို Infinite Festival ပေါ့နော်ဒီ festival မှာညီမကိုလာဖွင့်ဖို့တက်ကမ်းလှမ်းတယ်ဒါကတော့ညီမရဲ့ပထမဆုံးအတွေ့အကြုံပေါ့နော်ဟုတ်ညီမထင်တာတော့ဟိုညီမရဲ့နာမည်အကြောင်းလိုပဲထင်တယ်နာမည်ကလည်းမှတ်ရလွယ်တာလည်းတခုပေါ့နော်အဲ့လိုခေါ်လို့လွယ်တာလည်းတခုအဲ့လိုမျိုးလေးအကြောင်းတော့ထင်မိပါတယ်အရေးပါတော့အများကြီးပေါ့နော်အများကြီးဆိုဥမာကိုကကလပ်မှာဖျော်ဖြေနေရတဲ့အချိန်မှာဒီကလပ်တစ်ခုလုံးရဲ့ crowd ကကိုကထိန်းချုပ်ထားတာအဲ့ချိန်မှာဒီပရိသတ်ကကိုဖွင့်တဲ့တချင်မပါလို့ရှင်ကိုကလည်းနည်းလေးဖွင့်ရစိတ်သက်ကြတာပေါ့နော်အဲ့လိုတချင်ကိုဖွင့်တဲ့နောက်ကိုကလည်းဆွဲခွန်တိုင်းပဲပရိသတ်ကလည်းပါမယ်ဆွဲထင်ကြလို့ရှင်ကိုလည်းအားရတယ်လို့အဲ့လိုအကုန်လုံးပျော်တာကိုကြည့်ပြီးတော့လည်းအဲ့လိုကျေနပ်ပါတယ်ရှင်ဟုတ်အခုလက်ရှိမှာတော့ hat dance ဖွင့်တယ် hat techno ဖွင့်တယ်ပြီးတော့ DMB ပေါ့နော်ဟုတ်အဲ့လိုမျိုးလေးဖွင့်ပြပါတယ်ဟုတ် music channel ကတော့ညီမတော်တော်များများတော့သဘောကျရရှင်ဟို house လေး hip hop လေးအဲ့လိုမျိုးလေးလည်းကြိုက်တယ်ဟုတ်အမြင်မှုရဖို့အတွက်ကတော့အမှန်တမ်းပြောရရင်တော့ဟိုစိတ်ထက်မကျသွားဘူးလေလူတာပေါ့နော်စိတ်ထက်မကျသွားဘဲနဲ့အဲ့လိုမျိုးကိုက trend နောက်ကိုလည်းလိုက်နိုင်ရမယ်ကိုကြိုက်တဲ့ music style ကိုလည်းချပြနိုင်ရမယ်ပြီးရင်ပရိသတ်ရဲ့အကြိုက်ကိုလည်းလိုက်ရမယ်ပေါ့နော်အဲ့လိုမျိုးလေးတွေရောဆက်ပြီးတော့အဲ့လိုမျိုးလေးဆိုလို့ရှိရင်တော့ပိုကောင်းတာပေါ့ဟုတ်တခြားတော့ဒီတခြားစိတ်ဝင်စားတဲ့ဥစ္စာကတော့စာအုပ်ဖတ်တာကိုပါတော့ကြိုက်တယ်ပေါ့နော်ပြီးနောက်တစ်ခုကကျတော့အဲ့လိုအလုံနားတဲ့ချိန်တွေပိုင်းမှာဆိုလို့ရှိရင်အဲ့လိုနည်းနည်းအေးဆေးနေရာလေးမှာအဲ့လိုမျိုးလေးထိုင်ပြီးတော့အဲ့လိုမျိုးလေးနားနေရမျိုးကြိုက်တယ်ရှင်ဟုတ်ခက်ခဲရတော့ပြောရရင်တော့အများကြီးပဲပေါ့နော်အများကြီးပဲဒါပေမဲ့ဘယ်လိုပြောရမလဲကိုဖြစ်အောင်လုပ်မယ်ဆိုရဲစိတ်နဲ့ပဲအဲ့လိုကြော်သွားခဲ့ရတာပေါ့နော်ဟုတ်ကယ်ရီယာမှာမရမိရတော့ပြောရမယ်ဆိုလို့ရှိရင်3-4ခါလောက်ရှိမယ်ထင်တယ်အဲ့လိုအင်ကြီးဖွင့်နေတဲ့အင်ကြီးဂျိတ်ပြုတ်သွားတာတို့ကျဲသီးပြုတ်သွားတာတို့အဲ့လိုမျိုးတွေကြုံမှုတယ်
ဟောရှိရရှင်ရှိရဆိုတာအဲ့လိုဒီဘက်မှာဒီရန်ကုန်မှာအလုပ်လုပ်ပြီးတော့ဂျားရဲမှာပေါ့နော်အဲ့လိုဒီမိုင်းလာဘက်ကကလပ်တစ်ခုမှာတွားပြီးအလုပ်လုပ်ဖြစ်တယ်ပေါ့နော် maybe 10လ17လလောက်တော့ကြာမယ်ထင်တယ်အဲ့မှာကိုကအိမ်နဲ့ဝင်းနေရလဲတကြောင်နောက်တစ်ခုကကိုကညာဘက်တည်းလဲအေးပြတ်တာလဲတကြောင်ဆိုကျမ်းမာရုံနဲ့ဂယုမဆိုင်မိခဲ့ဘူးပေါ့နော်အဲ့ချိန်မှာဟိုကျမ်းမာရင်နဲ့ပတ်သက်ပြီးတော့နေမကောင်းတော်တော်ကြာဖြစ်သွားတယ်ပေါ့နော်ဖြစ်သွားတဲ့အချိန်မှာရန်ကုန်နဲ့လည်းအဆက်အသွယ်ပြတ်သွားတဲ့အချိန်မှာအဲ့လိုမျိုးကိုပြန်နာပြီးတော့အဲ့လိုမျိုး recovery ပြန်လုပ်တဲ့အချိန်မှာတော့အဲ့လိုဒီလောကလေးနဲ့နည်းနည်းလေးအဲ့လို social မှာအဆက်အသွယ်ပြတ်သွားတယ်ပေါ့နော်အဲ့ချိန်မှာအခုတော့တေချာလေးတော့ပြန် run တဲ့အတွက်အဲ့လိုကိုတော့ပြန်ပြီးတော့လူပြန်တိလာတာပေါ့နော်ဟုတ်ကဲ့ရှင်ဒီစီသားမလုပ်ခဲ့ဘူးဆိုလို့ရှိရင်တော့မေမေတို့ဖေဖေတို့ရဲ့ဆန္ဒတာ beauty salon အဲ့လိုမျိုး makeup artist ပေါ့နော်အဲ့လိုတော့လုပ်ဖြစ်မယ်တင်နေရှင်ဟုတ်Frozen waves when the cat comes back to life. အားလဲအားရပါတယ်ပြီးတော့အားလဲအားပေးပါတယ်နောက်တစ်ခုကတကယ်စူးစမ်းတဲ့ကလေးတွေပေါ့နော်စူးစမ်းတဲ့လူငယ်တွေကဒီလိုနေရာမျိုးများချပါခွင့်ရရဲနောက်တစ်ခုကတကယ် talent ရှိတဲ့လူတကယ်အရေးချင်းရှိတဲ့လူကလည်းဘယ်လိုလဲသူ့အတွက်ဒီရက်ပြိုင်ပွဲကနေပြီးတော့ပေါ့နော်အဲ့လိုမျိုးသူ့ရဲ့ career တစ်ခုကိုအဲ့လိုအထောက်ပံ့ကောင်းတစ်ခုဖြစ်မယ်လို့မျှော်လင့်ပါတယ်ရှင်ဟုတ်ကဲ့တကယ်စိတ်ဝင်စားရဲဆိုလို့ရှိရင်ပေါ့နော်တီချာလေးလေးလာပြီးတော့တီချာလေးစူးစမ်းစီခြင်းပါရယ်နောက်တစ်ခုကအခုကတင်တန်းနေရလဲအများကြီးပဲရှိရပေါ့နော်တင်တန်းလေးကိုအဲ့လိုတီချာတက်ပြီးတော့အဲ့လိုစနစ်တကျလေးတင်ယူစီခြင်းတယ်ပေါ့နော်တင်ယူပြီးတော့အဲ့လိုကိုရဲ့ဘယ်လိုပြောမလဲကိုဖြစ်ချင်တဲ့အရာတွေကိုပေါ့နော်အဲ့လိုမျိုးတင်တန်းဆရာတွေကိုမေးရပဲဖြစ်ဖြစ်စီနီယာတွေပဲမေးရပဲဖြစ်ဖြစ်ကိုတိုင်းကလည်းစူးစမ်းရပဲဖြစ်ဖြစ်အဲ့လိုစနစ်တကျလေးတော့တင်ယူစီခြင်းပါရရှင်ဟုတ်ကဲ့အခုနောက်ပိုင်းတော့ကိုယ်တိုင်လည်းဒီလိုမျိုးလေးပြောရအောင်ကြားရတယ်ပေါ့နော်ဒါပေမဲ့ကကြတော့အခုနောက်ပိုင်းဘယ်လိုလဲဆိုတော့တချင်းဖွင့်တဲ့ခါမျိုးမှာဒီတချင်းတွေကိုကအဲ့လိုမှုဝင်သွားတယ်ကွာမှုဝင်သွားတဲ့အတွက်ဒီရဲ့ performance ကဘယ်လိုပြောမလဲတမင်လောက်ယူနေတဲ့အရာမျိုးတော့မဟုတ်ဘူးပေါ့နော်ဒီတချင်းတွေကိုလူကရောက်သွားတဲ့အတွက်သူ့အလိုလိုဖြစ်သွားတဲ့ performance ဆိုတော့အဲ့လိုမျိုးလေးကြောင်းလို့တော့ထင်နေရှင်ဟုတ်ကဲ့လောလောဆယ်ရတော့တို့ကဒီညဘက်အလုပ်လုပ်နေတဲ့လူဖြစ်တဲ့အတွက်ပေါ့နော်ဟိုကိုယ့်အတွက်နားတဲ့ချိန်တိတက်တိတ်မရှိဘူးမပေးဖြစ်ဘူးပေါ့နော်အခုနောက်ပိုင်းမှာတော့ဟိုညဘက်အလုပ်လေးတို့နည်းနည်းလေးရှော့လုပ်ပြီးတဲ့ခါကျတော့အချိန်ပေးပြီးတော့ဟိုတချင်းတွေတီးမယ်ကိုယ်တိုင်တီးမယ် remix တွေတီးမယ်အဲ့လိုတချင်းတွေထုတ်ဖို့အတွက်တော့ plan ထားတယ်ကြိုးစားမှာပါဟုတ်ကဲ့ပရိသတ်တွေအားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်ပြီးတော့နောက်ထပ်လည်းပေါ်မှာပို့ပြီးတော့ချစ်အောင်ဘက်ကပို့ပြီးတော့အများကြီးကြိုးစားသွားရမယ်လို့ကတိပေးပါတယ်ရှင်ကျေးဇူးပါ